များဆုံးတော့ခုကျွန်တော်ခုအတိုင်းမှာကျွန်တော်မနေ့ကအားလုံးဗီဒီယိုဖိုင်လဲတွေ့လိုက်ရလိမ့်မယ်ဒါအခုကျွန်တော်လည်းပြပေးမယ်အဲ့ဗီဒီယိုဖိုင်တိုက်ကြီးပြသွားတဲ့အထက်မှာကျွန်တော်မြန်မာနိုင်ငံသားတွေအများဆုံးပါတယ်ဟုတ်တယ်နော်အားလုံးကလူပေါင်း400ကျော်ရှိတယ်အဲ့ဒီ site မှာအလုပ်လုပ်နေတာမြန်မာနိုင်ငံသားတွေအများဆုံးပါတယ်ဘလောက်ကျင်ကြိုးရတယ်ကျွန်တော်တို့ပြည်တွင်းမှာတော့ဒုက္ခဒုက္ခဖြစ်နေတဲ့ကြားတွေကပြည်ပမှာလာပြီးတော့ကျွန်တော်တက်ပြီးဒုက္ခဒုက္ခဖြစ်ရတယ်ပေါ့ကအုတ်ချုပ်သူကောင်းလားမကောင်းဘူးလားဆိုတော့ခုစဉ်းစားဖို့လိုလာပြီအခုတကယ့်ငယ်လင်ကျော်ဖြစ်နေတဲ့အချိန်မှာတကယ့်နေရ3နေရကိုလင်ရင်နဲ့ကျဲတယ်မနေ့ကဒီငလင်းလှုပ်တယ်လှုပ်ပြီးတော့ဒီမဟာလာဟာကွင်းစင်းပြီးတော့အယောင်ပြသွားကြည့်တယ်ဒါပေမဲ့တစ်ဖက်မှာကျတော့ဒီကျွန်တော်ရှမ်းမြောက်နောက်ကချင်နောက်ကျွန်တော်စကိုင်းအကြောင်းနောက်ပဲခူးနော်အဲ့နေရာတွေကိုကျွန်တော်တို့လေရင်နဲ့ဘုံထက်ကျဲတယ်အဲ့တော့ဒီကောင်လမ်းပေါ်ထွက်တာဘာမှထင်ကြီးစရာအကြောင်းမရှိဘူးဟာလားတစ်ဖက်မှာတော့အယောင်ပြတယ်တစ်ဖက်မှာဘုံကျဲတယ်အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ပြောမယ့်အကြောင်းအရာတွေကတော့မင်္ဂလာတော့မရှိဘူးပေါ့နော်အားလုံးဝမ်းနည်းစရာပူဆွေးစရာတွေနော်ဒါအားလုံးလည်းသိမှာပါမနေ့ကအားလုံးလည်းသိပါပါကျွန်တော်နိုင်ငံမှာဖြစ်တဲ့ငလင်ကြီးကကျွန်တော်တို့ပြည်သူဒုက္ခတော်တော်ပေးသွားတယ်ဒါမနေ့ကဆိုရင်ကျွန်တော်တို့ဒါတင်ဆက်နေကြအစီအစဉ်เนาะရိုက်နေကြအစီအစဉ်ကျွန်တော်မရိုက်ဘူးဘာလို့ဆိုပြည်သူတွေဒါဝမ်းနဲ့ပူဆွေးနေကျွန်တော်တို့ဆိုဒါအဲ့ဒါကြီးကြည့်တော့မကြည့်သိရင်နဲ့မကောင်းအဲ့တော့ဒီလိုရှင်ကျွန်တော်တို့ကဒီဟာသားတွေပြောနေရမယ်အချိန်လည်းမဟုတ်အဲ့ဒီအတွက်ကျွန်တော်တို့ဒီအစီအစဉ်ခဏနားလိုက်တယ်နားပြီးတော့အားလုံးကောင်းတဲ့အချိန်မှာကျွန်တော်တို့ပြန်လာမှာပါပြန်လာခဲ့ပါမယ်ဒီချိန်မှာတချို့ကတော့ဟာလာဟာသားတွေပြောနိုင်တယ်ဟာသားတွေလုံနိုင်တယ်ပေါ့နော်ဒါလည်းသူတို့ကိစ္စကျွန်တော်တို့ဒီချိန်မှာတော့ဟာသားလုံးမဲ့အချိန်လည်းမဟုတ်ဘူးဘာလို့ဘယ်လိုလုပ်ပေးရမလဲဘာတွေဘယ်လိုကူပေးရမလဲဒါမျိုးပါပဲကျွန်တော်နိုင်ငံသားတွေကလည်းတစိတ်ရှိရင် line ပေါ်တက်ပြီးတော့အားလုံးကဘာဆိုင်လဲငါတို့ကဓာတ်ကိုတင်တာဆိုစိုက်နေဗျဘာလို့လဲဆိုတော့ကျွန်တော်နိုင်ငံမှာဖြစ်နေတဲ့တဘာဝဘေးအန္တရာယ်ကသူများနိုင်ငံလို့ကျွန်တော်တို့မှာပစ္စည်းပြည့်စုံပြီးတော့ကိုညီရတဲ့လူတွေမရှိတော့ဘူးဟိုတော့ကကျွန်တော်တို့2019ဒီကိုဗစ်ကာလတစ်ချောင်းကြည့်လိုက်ပါဒါရသအစိုးရလက်ထက်မှာကိုဗစ်ဖြစ်တဲ့အချိန်မှာရသအစိုးရကကြီးညာချက်တစ်ချက်ထုတ်လိုက်တာ ਨੇ volunteer တွေအများကြီးထွက်ပေါ်လာပါတယ်အဲ့မှာလူငယ်တွေအများကြီးကဒီကိုဗစ်စင်တာတွေမှာ volunteer အဖြစ်ဝိုင်းဝန်းပြီးတော့လုပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီ first wave မှာကိုဗစ်ကိုကောင်းကောင်းထိန်းနိုင်သွားတယ်ဒါကအားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်ဆိုတော့အခုလိုတဘာဝဘေးအန္တရာယ်ကြာရောက်တဲ့အချိန် 7.5 တော့မဟုတ်เนาะ 7.7 ဒီငလင်ကြီးကလှုပ်တာစကိုင်းကျွန်တော်အားလုံးကသိပါလေစကိုင်းပြက်ရွှေကျော်လှုပ်လာပါเนาะလို့ထလာတဲ့အချိန်မှာတကယ်ထိသွားတာကကျွန်တော်ဥပမာစကိုင်းတိုင်းစကိုင်းမြို့စကိုင်းတိုင်းကကျွန်တော်ဒီ80%ပျက်စီး80%ပျက်စီးသွားတယ်เนาะတရားကြီးလည်းကျိုးသွားတယ်စကိုင်းတရားကြီးကျိုးသွားတယ်ကျွန်တော်တို့ဒီစကပုံတော်ရှိတယ်စကိုင်းတရားတစ်ခါကျိုးရင်ခစ်တစ်ခါပြောင်းတယ်ဆိုတော့စကပုံလည်းရှိခဲ့ဘူးပါတယ်ပြောင်းတော့မယ်လားပြောင်းတော့မယ်အတိတ်နမိတ်ပေါ့နော်ယူဆမှာပေါ့နော်ကျွန်တော်စိုးခြင်းတွေကကောင်းခြင်းလို့တွေးရမှာပေါ့ဟုတ်တယ်နောက်ကျွန်တော်တို့ခုနပြောသလိုဒီကိုဗစ်တော့ဆို volunteer လူငယ်တွေအများကြီးပဲဒါပေမဲ့အခုအဲ့လူငယ်တွေကမရှိဘူးဟုတ်တယ်လူငယ်တွေအားလုံးဟာလာဒီဆက်အာဏာသိမ်းတာကိုလက်မခံတဲ့အတွက်လွတ်မြောက်နယ်မြေတွေကနေပြီးတော့အာဏာရှင်ပြန်ပြီးတော့တော်လှန်နေတယ်အဲ့တော့ကျွန်တော်တို့ဒီပြည်တွင်းမှာဒီလို volunteer လူငယ်တွေအများကြီးလိုပါအများကြီးလိုပါပါပြီအာဏာသိမ်းထားတယ်ဒါပေမဲ့ तू ဘာလုပ်ပေးနိုင်လဲဘာမှလုပ်မပေးနိုင်ဟုတ်ပြီလမ်းပေါ်တော့မနေ့ကဈေးပန်းတော့ထွက်ပြီးခင်းပြတာပဲဒါပေမဲ့အရာမျိုးသူနဲ့နီးနေလို့နီးလို့ပါနေပြီးတော့ကရင်1000ဈေးရုံတော့လှုပ်ခန်းခိုင်းအဲ့တက်မပူတယ်သူတို့ရှေ့ရုံးချုပ်ကြီးတောင်ပြိုသွားတယ်ရှေ့ရုံးချုပ်ပြိုသွားတယ်နောက်ကျွန်တော်ဒီသမရအိမ်တော်နော်အဲ့တော့ဒီသမရအိမ်တော်လဲထိုက်တန်မဲ့လူပဲနေရတာဗျကိုတိလောက်ပဲလုပ်တင်တယ်နော်မထိုက်တန်တဲ့အတွက်ဟာလားအိမ်တော်ကလည်းလက်မခံဘူးဒါမျိုးတွေပေါ့နော်ဒီစစ်တပ်နဲ့ပတ်သက်တဲ့ဒီကျွန်တော်တို့မြေအောက်ဖိုင်ဘာကြိုးတွေပေါ့နော်ဒါတွေလည်းပြတ်သွားတယ်ဒါကတော့တော်လိုင်းအတွက်တစ်ခုကောင်းသွားတယ်ဘာလို့ဆိုတော့တနိုင်ငံလုံးမှာဆက်သွယ်ထားတဲ့ဒီဖိုင်ဘာကြိုးတွေပေါ့နော်အဲ့ဒါတွေကအဆက်အသွယ်တွေရက်သွားတယ်စစ်တပ်ရဲ့ရန်နေရနည်းနည်းရက်သွားတယ်ပေါ့နော်ဒါပေမဲ့တစ်ခုကဘာပြောချင်လဲဆိုတော့အခုလိုသဘာဝဘေးရန်နေဖြစ်တယ်ဟုတ်ပြီဒါမျိုးမှာတော့ဒီစစ်တပ်ကအိတ်တွေကလည်းသူပတ်စံမထုတ်ဘူးဟလားဘာချက်လည်းမရှိတော့ဘူးသုံးလို့ကုန်ပြီလေကုန်ပြီနောက်တစ်ခုကဘာလဲဆိုတော့နိုင်ငံတော်အကူအညီတောင်းတယ်ဟာလာကူညီကြပါဟုတ်ပြီ
ဒီလိုတဘာဝဘေးရနေဖြစ်တော့နိုင်ငံတကာကိုအကူအညီတောင်းတယ်နော်သူတုံးစရာမရှိတော့ဘူးလေ သူ့မှာမရှိဘူးလေ ပြည်သူတွေကိုပြစ်ဖို့ဟလားဒီတနက်တွေဟလားနောက်ဒီမိုင်းတွေနောက်ပြီးတော့ဒီလေဝက်ကျဲချတဲ့ဘုံတွေပေါ့နော် ပေါင်900ဘုံတွေပေါင်1000ဘုံတွေ ဒါမျိုးတွေကိုကျတော့ဒီစစ်ကောင်းဆောင်ဝယ်နိုင်တယ်နော်ဝယ်ပြီးတော့သူပြည်သူတွေကိုပြစ်တယ်ဒီလိုတဘာဝဘေးရနေတွေကြတော့သူ့မှာလုံးစရာမရှိတော့ ကျွန်တော်တို့ကရင်နာလို့မစုံဘူးဗျဘာလို့လဲဆိုတော့ကျွန်တော်တို့စီကအခွန်ခနဲ့ဝယ်ထားတဲ့လက်နဲ့ကျွန်တော်တို့ပြည်သူကိုပြန်တက်တဲ့ ဒီလိုစစ်ကောင်းဆောင် ဒီလိုစစ်ကောင်းဆောင်မျိုးကဘာမှာ မရှိဘူးသူတယောက်ပဲ သူတယောက်ပဲရှိတယ် မနေ့ကကျွန်တော်တို့ထိုင်းမှာဆိုရင်လေဝင်းကြီးချုပ်လမ်းပေါ်ထွက်လာတယ်မြန်မာပြည်မှာဆိုရင်လေဟာလာဒီမအားလာကြီးလမ်းပေါ်ထွက်လာဒါပေမဲ့လမ်းပေါ်ထွက်လာခြင်းမတူကျွန်တော်တို့ထိုင်းမှာဝင်းကြီးချုပ်လမ်းပေါ်ထွက်လာတယ်ဟာလာဒီစေကူတာမှုကအစအားလုံးအင်တာနက်မှာတပုံနေတွေ့ တခါတည်းသူကျွန်တော်အခုငလင်းလောက်တဲ့အချိန်မှာကျွန်တော်ထိုင်းနိုင်ငံလည်းပါတယ်ဆိုတော့မြန်မာနိုင်ငံလည်းပါတယ်အဲ့တော့ကမ္ဘာသတင်းမီဒီယာထဲမှာနိုင်ငံမှာထိုင်းကထိတ်ဆုံးမှဖြစ်သွားတယ်အဲ့ဒါဘာလဲဆိုတော့အုတ်ချုပ်မှုသူရဲ့မကောင်းတဲ့စနစ်အုတ်ချုပ်နေတဲ့မကောင်းတဲ့စနစ်တွေကြောင့်အုတ်ချုပ်သူမကောင်းတဲ့လူကြောင့်ကျွန်တော်တို့နိုင်ငံကနောက်မှာပဲကျန်ခဲ့တယ်ဟုတ်လားဥပမာသူ့နိုင်ငံသားတွေအများဆုံးတော့အခုကျွန်တော်အခုအတိုင်းမှာကျွန်တော်မနေ့ကအားလုံးဗီဒီယိုဖိုင်လဲတွေ့လိုက်ရလိမ့်မယ်ဒါအခုကျွန်တော်လည်းပြပေးမယ်အဲ့ဗီဒီယိုဖိုင်တိုက်ကြီးပြသွားတဲ့အထက်မှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေအများဆုံးပါတယ် ဟုတ်တယ် နော်အားလုံးကလူပေါင်း400ကျော်ရှိတယ်အဲ့ဒီ site မှာအလုပ်လုပ်နေတာမြန်မာနိုင်ငံသားတွေအများဆုံးပါတယ်ဘလောက်ကျင်ကြိုးရတယ်ကျွန်တော်တို့ပြည်တွင်းမှာတော့ဒုက္ခဒုက္ခဖြစ်နေတဲ့ကြားထဲကပြည်ပမှာလာပြီးတော့ကျွန်တော်တို့တက်ပြီးဒုက္ခဒုက္ခဖြစ်ရတယ်ပေါ့ကအုတ်ချုပ်သူကောင်းလားမကောင်းဘူးလားဆိုတော့ခုစဉ်းစားဖို့လိုလာပြီအခုတကယ့်ငယ်လင်ကျော်ဖြစ်နေတဲ့အချိန်မှာတကယ့်နေရာ3နေရာကိုလင်ရင်နဲ့ကျဲတယ် မနေ့ကဒီငလင်းလှုပ်တယ်လှုပ်ပြီးတော့ဒီမဟာလာဟာလာကွင်းစင်းပြီးတော့အယောင်ပြသွားကြည့်တယ်ဒါပေမဲ့တစ်ဖက်မှာကျတော့ဒီကျွန်တော်ရှမ်းမြောက်နောက်ကချင်နောက်ကျွန်တော်စကိုင်းအကြောင်းနောက်ပဲခူးနော်အဲ့နေရာတွေကိုကျွန်တော်တို့လေရင်နဲ့ဘုံထက်ကျဲတယ်အဲ့တော့ဒီကောင်လမ်းပေါ်ထွက်တာဘာမှထင်ကြီးစရာအကြောင်းမရှိဘူးဟာလာတစ်ဖက်မှာတော့အယောင်ပြတယ်တစ်ဖက်မှာဘုံကျဲတယ်ဒီလိုကောင်မျိုးကိုလည်းကျွန်တော်တို့တိုင်းပြည်မှာဆက်ပြီးတော့အုပ်ချုပ်ဖို့လည်းမထားသင့်တော့အဲ့တော့ပြည်တွင်းမှာရှိတဲ့ပြည်သူလူထုတွေအားလုံးလည်းကျွန်တော်တို့ဒီဟာလေးကိုတင်ပြရတယ်ဆိုတော့ကျွန်တော်တို့ဒီပြည်တွင်းကရှိတဲ့ညီကိုမောင်နှမတွေကျွန်တော်တို့ပြည်သူပြည်သားတွေအားလုံးကတကယ်ကိုအန်ကျိတ်ခါစီပြီးခံနေရတဲ့ဘဝတွေပါဗျာဆိုတော့ကျွန်တော်ဒီဟာကြီးကိုအမြန်ဆုံးပြီးဆုံးခြင်းပါဆိုတော့ပြောချင်တာကတော့တစ်ဖက်ကဝန်ကြီးချုပ်ကလမ်းပေါ်ထွက်လာတယ်ကျုံအထဲမှာပိတ်မိသွားတဲ့ပြည်သူလူထုကိုချက်ချင်းကယ်ဆယ်ရေးဆုပ်တယ်နောက် โอเคအဲ့ဒီမှာမှဟုတ်တယ်သူ့ရဲ့စစ်တပ်တော့သူတို့ရဲ့ပြည်သူကနေဝယ်ပေးထားတဲ့အခွန်ပစ္စည်းတွေနဲ့ပြည်သူကိုပြန်ခဲ့တာ ဟုတ်တယ် ချက်ချင်းရောက်လာတာနော် ဒီမှာကတော့ဘာမှမရှိတော့ဘူး ကျွန်တော်ဒီမှာဘာမှမရှိဘူးကျွန်တော်နိုင်ငံမှာဘာမှမရှိဘူး ဟိုမှာကျွန်တော်တို့ဒီလူနာတွေဒဏ်ရာရတဲ့လူလမ်းပေါ်မှာတိုင်းပတ်လာတယ် ဟိုဘက်မှာစေးရုံမဆက်ဘူးတော့ဒါပေမဲ့စေးရုံအရှိပါတော့ဂဒင်လေးနဲ့တော့ လုံးဝယာယီ ယာယီ ဆေးကိုတိဆောက်ပြီးတော့လုပ်လိုက် ကွာတယ်ဗာကွာတယ်အဲ့မှာလမ်းပေါ်ထွက်လာခြင်းကွာတယ်ဗျာ ကွာတယ်ဗျာ ဟုတ်လားဒီဘက်မှာသူအဝေးလည်းမထွက်ရဘူးအဲ့တော့ဟိုကျွန်တော်29ရက်နေ့ဟာလာညနေစောင်းဒီအပုတ်ချိန်မှာပောက်ပရတွေပြောလိုက်တယ်ပြောလိုက်တော့28ရက်နေ့မှာဗာဖြစ်လေလာပြီ ကျွန်တော်29ရက်နေ့ကပြောတာမလားအပုတ်ချိန် ဒါဒီဥသူကြောင့်ဘာကြောင့်ဆိုသူရှောက်ပြောင်းတာဆိုရင်တော့ကျွန်တော်တက်မတော်နေဆိုရင်ကျွန်တော်တို့ဒီ နဲ့အစိုးရ အစောကြီးကျွန်တော်စေရပြပလိတ်လျှောက်ကြတယ်သူကြမှာစောက်တူလက်တွေလုပ်ပြီးဘယ်တွေကြာဘယ်လိုအခါတော့ပေး တော့ပေးလိုက်တယ်မသိဘူးညဘက်ကိုစေရပြပလိတ်လျှောက်တယ်တဲ့ဒါစဉ်းစားကြည့် အဲ့တော့မတက်မရတွေပြောတယ် အခုတည်းကပြောလိုက်အောင်ပဲငါကြီးကမနေ့ကသူထွက်ပြီးတော့ကူညီတောင်းတဲ့ဒီ post မှာထိုင်းရလူတွေဝင်ပြောထားတာနဲတော့မဟုတ်တော့ ဟုတ်တယ် तू ကနိုင်ငံတကာကိုကူညီပေးတော့အဲ့ဒီမှာကျွန်တော်တို့မြန်မာတွေကအဲ့လောက်မဟုတ်ဘူးထိုင်းကဝင်ကိုဆဲထားတာ နဲတော့မဟုတ် ဒီမင်းအောင်လဲဝင်ကိုဆဲထားတာ မင်းရဲ့အကျင့်မင်းရဲ့ပြည်သူတွေကိုတတ်နေတာမင်းလက်ရှိမင်းပြည်သူတွေကအခွန်ကောက်ပြီးဝယ်ထားတဲ့ဘုံတွေနဲ့မင်းကပြည်သူတွေကိုတတ်နေတာရကြမရှိဘူးဗျာ အခုထိုင်းကိုမင်းအောင်လဲလာမယ်ပြောတယ် ဟုတ်တယ် ဟုတ်ပြီ तू လာမယ်လို့ကြေညာလိုက်တာနဲ့ကဲအခုဘန်ကောက်သွားပြီအဲ့တော့ထိုင်းမှာအယူဆ အရေးပေါ်ဆုံးဖြစ်လိုက်တတ်မှတ်လိုက်ပြီလေ ထိုင်းမှာအယူဆတစ်ခုရှိတယ်အဲဒီအစွဲပေါ့နော်အစွဲတစ်ခုရှိတယ်ဒီလူကြောင့်ဒါဆိုတကယ်ကိုသူတို့အဲ့လိုတွက်တဲ့အတွက်ဟာလားဒီမင်းအောင်လဲသူတို့နိုင်ငံအလဲလာမယ်ပဲပြောသေးတယ်ကဲ तू လာမယ်ဘန်ကောက်ဟာလားအဲ့ဒါပဲလေ အဲ့ဒါပဲကြည့် အဲ့တော့မင်းအောင်လာမယ်လို့ပြောတဲ့ဘန်ကောက်ခုဘန်ကောက်မှာထပြီးတော့ကျွန်တော်တို့ငလင်ဖြတ်ရှိကျော်နေမိသွားတဲ့ခါကျတော့သူကထိုင်းရအစွဲရှိတယ် စွဲရှိတယ် ဟုတ်ပေါ့ဥပမာ
ယောဂကုတာ